မင်္ဂလာပါရှင် Hello Foodie မွေးနေ့ကိတ်မန္တလေးမြို့ကပါမိုဘိုင်းလက်ကျန်တော့ပါလေးတွေနဲ့မွေးနေ့ကိတ်ရှစ်လက်မလေးလုပ်နေရဖြစ်ပါတယ်ရှင်အပေါ်မျက်နှာပြင်လေးတွေကိုအပြာရောင်လေးနဲ့ cover လုပ်လိုက်တယ်ရှင်ထည့်ခိုင်းတဲ့အယုတ်နာမည်လေးကအဲ့ကလေးလေးကဘာကြိုက်တာလဲဆိုတော့မိုဘိုင်းလက်ကျန်တွေကဇက်ကောင်ဖြစ်တဲ့ဗာလဲကျွန်တော်ဘယ်လိုပြောရမလဲဂူရွှေဂူရှင်လားဂူအဲ့ကျွန်တော်မပြောတတ်တဲ့အဲ့ဒီဇက်ကောင်လေးကိုသူကထည့်ခိုင်းထားတာဖြစ်ပါတယ်ရှင်အဖြူရောင်ရှစ်လက်မကိတ်လေးမှာအပေါ်မျက်နှာပြင်ကိုပြာရောင်လုပ်တယ်ပြီးတော့အောက်နားနဲ့အပေါ်နားလေးတွေကိုအစိမ်းရောင်လေးတွေနဲ့နော်ဇယ်လေးတွေနဲ့ပုံဖော်လိုက်တယ်ရှင်ပြီးတော့မှမျက်နှာပြင်အပေါ်လေးကနေကလေးလေးကြိုက်တဲ့အယုတ်ကလေးတွေဇက်ကောင်ရဲ့အယုတ်ကလေးတွေကတ်တယ်မိုဘိုင်းလက်ကျန်ရဲ့ logo လေးတွေကတ်တယ်ဒါဆိုရင်ရပြီရှင်မှာထားတဲ့ရှစ်လက်မဆိုင်ပုံစံကိတ်လေးရသွားပါပြီရှင် Hello Foodie ကတော့မန္တလေးရပါမန္တလေးမှာရှိတဲ့မွေးနေ့ရှင်လေးတွေအတွက်မွေးနေ့ကိတ်လေးလိုအပ်တဲ့ဆိုရင် profile မှာတင်ထားတဲ့ဖုန်းနံပါတ်လေးကိုဆက်သွယ်မေးမြန်းစုံစမ်းပြီးမှာယူလို့ရပါတယ်ရှင် site စားလိုက်ဈေးနှုန်းအစားရှိပါတယ်ရှင်ဗီဒီယိုလေးဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ဗီဒီယိုလေးမှာထပ်တွေ့မယ်နော်